ကျော်ရွက်အမျိုးသမီး3ယောက်တပုတ်လုံးနောက်ထောင်ပြီးသွားပြီโอ้ဟဲ့အောင်ရေးဆောင်းရလက်ဖြားကထက်ကနားထောင်ကျင်တယ်သူ့မိရေသူ့မိန်းမရေသူ့သမီးရေပေါ့နော် Three, two, one. ကျော်ရွက်ရေအမျိုးသမီး3ယောက်ဆိုတဲ့တခြင်းအသေးထွက်ထားပါတယ်ကျွန်တော်ဒီတခြင်းကိုကျွန်တော် reaction လုပ်သွားပေးပါမယ်ဘာလို့ reaction လုပ်လဲဆိုတော့တော်တော်များများကြော်ညာရေမှာတွေ့ရတယ်ပေါ့နော်ဒီဘဲကြော်ညာရေမှာတွေ့ရတယ်ဒီ air ban ပေါ့နော်ဒါ air ban ပေါ့ air ban အတွက်ကိုတော်တော်ကြီးသူပြင်ဆင်ထားတဲ့ပုံစံမျိုးမှရှိရပေါ့နော်ဆိုတော့ okay reaction လုပ်ကြည့်မယ်သူဒီအမျိုးသမီး3ယောက်ဆိုတဲ့နာမည်ကိုဘာလို့ပေးထားရလဲဆိုတော့ဆိုပြီးသူရှင်းပြတာရှိအဲ့ဒါသူ့အမေရယ်သူ့မိန်းမရယ်သူ့သမီးရယ်ပေါ့နော်ဒီအမျိုးသမီး3ယောက်တည်းရည်ရွယ်တယ်လို့သူပြောထားပါတယ် okay ပါဆိုတော့ရိုးရွယ်ဖြစ်ပါတယ် Drider by မင်းမြတ်သော် creative Drider နောက်ကိုနောက်မယ်ကိုနောက် script လေကိုနောက်မယ် music and mistake နောက်မယ်ဟဲ့အောင်နော်ဒေါ်လှကြည့်အီလာနာရာ okay ဒီတချင်းထဲမှာလေသူတချင်းကောင်းစဉ်တေးရတဲ့မျိုးသမီး3ယောက်ပဲပါမယ်လို့တင်တယ်ပေါ့နော်နာမည်တော့မသိဘူးသူအမေမိန်းမသူသမီးလေးနာမည်ကျွန်တော်တကယ်မသိလို့ကွာဒီထဲမှာပါတဲ့3ယောက်ကလည်းသူတကယ်ကိုတိုက်တဲ့တေးရတဲ့3ယောက်ပဲနေပါလိမ့်မယ်အတစ်ကတော့မေးမြတ်သော colorလည်းမေးမြတ်သော okay let's go တထိုက် camera run တဲတယ် okay ကျွန်တော်စပြီးတော့နားထောင်ကြည့်ပါမယ်ချစ်စရာတွေကလေးလေးတကယ်သူသမီးလေးလားမသိဘူးနော်တာမီကောင်းလာဖို့အတွက်ကြိုးစားရုံးကန်ခဲ့နေကိုယ်တဲ့ချွေးစမြကြဒီလောကထုံးရမယ်လက်ဖြူမမစီပြန်ဟင်းခွဲရနောက်မှမေပင်မနမ်တည်ရတာဒီတန်မိုးရတည်ရလူတွေကတိန်နေလို့ရေရှာဒီလိုနဲ့ချင်းနေကုန်နေကြဟန်ဆောင်မရတဲ့များဒီလောကရဲ့ရှုံးနေနေမေဆိုရာခွန်ဟာမေရဲ့ကြီးမာတဲ့မြတ်တာပြပြုံးကားရေးချမ်းလွန်နေတာဆိုမှလည်းခွင့်လို့ခဲ့တဲ့မေမြေရရှိကယတိပေးအိမ်မြန်ကြီးတွေလုံးနေမှာအိမ်မမေအမျိုးနေမလားချမ်းမမတွေ့တတ်ခဲ့တဲ့ငါဝေဆုံးပြေးထွက်ခဲ့တဲ့ငါဘဝကိုကောင်းဆုံးပြိုးထောင်ပေးသူပြန်ရရှိဖို့ကိုမတွေ့မေရဲ့ချီသူတရားတွေမေကိုကျွန်တော်ဆက်လို့လည်းမကုန်နေမေမျောလင်းထားများတစ်ခုမှဖြစ်လာခဲ့စိတ်နာခဲ့ပုံလန်ကွက်ထဲမျောလင်းရင်လည်းပဲဒီမှာပဲအချိန်နဲ့အရွယ်ရောက်လို့ဆုံးခွာလဲမေရဲ့နာနာမရှိခဲ့ပါနောက်နာတချို့နဲ့ဒီမဲ့စွာရည်ကြီးဆုံးဒီမျိုးသမီးတော့ရရေကြီးဆုံးဒီမျိုးသမီးတော့ရအိုးဟဲ့အောင်ရေးဆောင်းရလက်ဖြားခါဆောင်းရလက်ဖြားခါတကယ်မိုက်တယ်လက်ခံပြီးလို့ရတယ်ဆောင်းမိုက်တောက်လျှောက်နော်နားထောင်လာတာဘာမှပြောရတကွာမှမရှိဘူးနားတယ်ကိုနောက်တစ်ခေါက်တော့ပြန်နားထောင်ချင်တယ်ဒါပေမဲ့ဆက်ပြီးပဲအရှိသွားလိုက်မယ်ပေါ့နော်တော်တော်မိုက်တယ်ဒီရှေ့ဘိုက်ကသူ့ရဲ့မာသားကြီးတော့ရွယ်ပြီးရေးထားထင်တယ်သူ့မာသားကြီးရွယ်ပြီးရေးထားပေါ့နော်အဲ့တော့ chorus ပြီးလို့ရှိရင်နောက်တစ်ပိုက်မှာ maybe သူ့ရဲ့မျိုးသမီးတွက်လာသူ့သမီးလေးတွက်လာမိုက်တယ်တော်တော်မိုက်တယ်ဒါမှပိုက်တယ် let's go chorus လေးသူနားထောင်လိုက်ရေကြီးဆုံးဒီမျိုးသမီးတော့ရရေကြီးဆုံးဒီမျိုးသမီးတော့ရလို့3ယောက်လို့3တာမမတင်သူမနဲ့စားတွေ့နေကန်ကောင်းနေဒုတိယဘက်ကသူ့ရဲ့မျိုးသမီးတွက်ဘောပြပြနေသူ့ရဲ့ရှိကားလေးနဲ့တော့ခေါ်ရတော့ပိုင်းမင်းကလေးကိုတွေ့တဲ့အသားလေးလေးဖွေးစကားပြောရင်ပွင့်လေးမီယိုတိုင်းစိတ်ကိုနှလုံးသားတစ်ခုလုံးအနှုတ်ထိုင်းနေမင်းနဲ့ကိုလက်ထပ်ပြီးကြိုးစားမတွေ့ရင်ဘတ်တစ်ခုလုံးသူဆိုရနေကောင်းသူဆိုသူပေးနာမရှိသူဘောတစ်ခုပေါင်းစကမြဲတမ်းသူဖေးကူမင်းလောက်ကောင်းတဲ့စိတ်မင်းကလေးငါတွေ့ဘူးမောင်းနေငါဘောလင်းမြကပေးသူနားလည်းမှုတွေငါပထားခဲ့ဘူးသူမေးပြီးရင်ဒုတိယကောင်းတော့မင်းရှိုးရီတော့ငါစိတ်ဘူးတဲ့သူစိတ်ချပါမင်းငါလည်းပြိုမှမချစ်သူမီလေးဟိုကနေလည်းပေးရတော့ချီသူကိုလေကြရင်ဘင်းနာမရှိရတော့ချီသူပါမီဖြေဘလုံးငါတို့ရှိပေးရတော့ချီသူဒါကြီးကရောကြည့်လားလို့မေးရလောက်အောင်ဒီကွာမရေချီဆုံးဒီမျိုးသမီးတော့ရရေချီဆုံးဒီမျိုးသမီးတော့ရဘာရေချီဆုံးဒီမျိုးသမီးတော့ရရေချီဆုံးဒီမျိုးသမီးတော့ရ
Yeah, welcome my bitch, welcome my family, you're my dream. ဒီတတိယဘက်ကသူ့ရဲ့ဘယ်လိုပြောမလဲသူ့ baby ပေါ့နော်သူ့ရဲ့တမိလေးတွေ့ကြည့်တာဟဲ့တခုတော့ပြောလိုက်မယ်နော်လုံးဝဒီသချင်းမှာရော်ရွက်ကိုလုံးဝ respect တကယ် respect ပြီးတယ်ရော်ကြီးကိုဘယ်သချင်းနဲ့တည်ရလဲဆိုတော့ရော်ကြီးကိုစတည်တာဘာတည်ရလဲဆိုတော့အကောင်းမြင်ဝါဒလားအဲ့သချင်းမှာစတည်တယ်အဲ့မိုက်တယ်ပေါ့နော်အကောင်းမြင်ဝါဒတွေမိုက်တယ်တော်တော်များများမိုက်ပါတယ်ဒီပဲရင်တော့လုပ်ခဲ့တဲ့သချင်းတွေပေါ့နော်အဲ့ရမှဒီသချင်းကိုလက်ခံလို့ရတယ် sound fine god ရော်ကြီးကသူပြောထားတယ်လေတဲ့မှာမင်းဒါပဲလုပ်တတ်တာလားဆိုတော့သူပြန်ပြီးချိန်ပါခြင်းလို့ဒီ Evan ထုတ်တယ်တဲ့ဒီအတိုက်ဘယ်လိုပြောမလဲ Evan တိုက်တဲ့ပေးထားတဲ့သချင်းတွေဒီစကားကြီးကလုံးဝဒီတပုတ်ထဲနေနော်သူခြေပြသွားပြီဒီတပုတ်ထဲနေ Evan တစ်ခုလုံးတော့ကျွန်တော်တို့ဒါမသိသေးဘူး Evan တစ်ခုလုံးဆိုဘယ်လောက်ထိ fine နေမလဲတော့ကျွန်တော်မသိဘူးစောင်းမိုက် ပထမဆုံးမတရလျှောက်တဲ့ချီလန်တော့ပေါ်ပြုံးလေးနဲ့နေရတဲ့တိုင်းရှင်းတယ်လဲကြိုင်ရှုံးပေးပါနဲ့လူတွေရဲ့တမတ်ချက်များနေနဲ့ရာရောက်တန်မို့တာတော့ဖို့လိုရဲဘာမှလွယ်လို့မတွေးလိုက်ပါနဲ့ပန်းလေးရဖူးပွင့်ပြီးလန်းနေပါအေးချမ်းတဲ့လုံးသားနဲ့ဆန်းရည်လားလောကရဲ့လက်မြချမ်းနေလားပပိုက်ကြောကိုမထမ်းနေမှာအေးအောင်ချိုးသေးကိုပုံမင်းနေပြောရောင်နေရဆုံးလင်းနေတော့မိဘနဲ့ရောက်တော့မသိရတွေ့ရလေးနဲ့တင်မြစ်တာချုံမင်းနေတော့ yeah မာရီတင်ယူပါကလေးလူမိုက်တဲ့မြင်တူပါစိနေလူတိုင်းပေါ်စား မိုက်တယ်ချစ်စရာလေးလေးရ ချိန်နဲ့ဆုံးသွားမနေမှာဖေးရမေးကိုပြီးမိအောင်မယ်ဒီဆုံးရှုံးခြင်းတွေကြီးမားတယ်ဖြည်းဖြည်းနဲ့တို့ဝေးရမယ် ဝါတကယ် fine နေပါโอเคလိုက်ကြိုက် like ပေးလိုက်မယ်ကဲရော်ရွက်အမျိုးသမီး3ယောက်တပုတ်လုံးနားထောင်ပြီးပါပြီနောက်တစ်ခါတော့ထန်နာထောင်ခြင်းသေးရဲ့ fine နေဗျာတကယ်မိုက်တယ်ဒီပဲပြောရတဲ့အတိုင်းပေါ့နော်ဒီပဲဒီ Evan ထဲမှာသူ့ဒါပဲလောက်တတ်တာလားဆိုပြီးပြောရတဲ့သူတွေကိုပြန်ခြေပါမယ်လို့ပြောရတာတကယ်မိုက်ပါတယ် respect ပေးပါတယ်ဒီတပုတ်ကတော့တကယ် fine နေထက်ကနားထောင်ခြင်းတယ်ကဲလဲမိုက်ပါတယ်ဆိုတော့ဒီတစ်ပတ်အတွက် reaction လောက်တာတော်တော်စိတ်ချမ်းသာတယ်တော်တော် fine ဝိုင်းเนาะတော်တော်မိုက်တယ်ဘာမှပြောနေစရာမလိုဘူးဗျာဒီလားကျွန်တော် reaction လုပ်တယ်ဆိုတာကျွန်တော် reaction ကြည့်ပြီးတတ်ပဲကျွန်တော်ဘာပညာရှင်မှမဟုတ်ကျွန်တော်နားနဲ့လက်ခံပေးနိုင်လို့ရရင်လက်ခံပေးလိုက်ဒါဒီလက်ခံပေးလို့ရတယ်အဆင်ပြေတယ် okay bye bye